ဒီကနေ့ကတော့တန်ဖိုးနှစ်ကရတနာရရပေါ့နော်သင်ရပါဆိုးလိုက်ပါလက်ကောအကျေပါဆိုတော့ဒီကနေတော့စရပါတော့ညာဘက်ကလက်တကျွဲလက်ခလေဒီဘက်ကတော့လက်မလက်ညူလက်ခလေပေါ့G about A G F A G F လက်တန်းလက်မဆိုပေလက်ညှိုးတစ်လုံးနဲ့ညာဘက်ကတော့လက်ကလေးဖေညာပြီးတော့လက်ညှိုးလက်တကျွဲAGFG ပါပြီးလို့ရှိရင်ဒီနှစ်ချောင်းထပ်တော့လက်မလက်သားဒါကလက်သားလက်မခက်လိုက်ရပါတယ်ဒီရတော့မျိုးစုံတီးလို့ရပါတယ်ဟိုကတော့လိုတီးလိုက်ပေါ့နော်လွယ်နောက်တစ်ပါးကဆုံးပဲလက်ခလဲနှစ်ချောင်း F ပြီးတော့လက်ညှိုးတစ်ချောင်းဆုံးပဲပြီးတော့စောတီးတဲ့ဟာပဲလက်မတက်တာလက်မလက်တာတီးရောလက်မလက်တိုင်းအေးပါရေလုံးဘာကတော့နောက်တော့ဘာကတော့